ပင်လာပါဒီချာ Rose ပါဒီဗီဒီယိုမှာတော့ကိုကအကြောင်းနဲ့ contract ရပြီးတဲ့အခါမှာပေါ့နော်ဒီ academic year တစ်လျှောက်ဘယ်လိုမျိုး process တွေရှိတယ်ဘယ်လို performance တွေပြဖို့လွယ်ဆိုတာကို sharing လုပ်သွားပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့ဒီ 3 month provision periods ကိုအရင်ဆုံးကိုကကြော်ဖြတ်ရမယ်ပေါ့နော်ဒီ3လအတွင်းမှာကိုယ့်ရဲ့ performance ကိုပြနိုင်မှုအတွက်ရည်ကြီးတယ်အဲ့တော့ကိုက provision ကာလာပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ academic year တစ်ခုပေါ့နော်စာတင်နှစ်တစ်နှစ်မှာဆိုလို့ရှိရင်တော့ semester အပြင်2ခုရှိရပေါ့နော် semester 2ခုခွဲထားတယ်အဲ့တော့ semester တစ်ခုစီမှာဘာရှိလဲဆိုရင် formal observation ရှိရပေါ့နော် formal observation ကကြတော့ကိုယ့်ရဲ့အထက်ကဒီ supervisor တော့လက်ကောင်ဒါမှမဟုတ်ဒီကျောင်းအုပ် principal တော့လက်ကောင်လာပြီးတော့ကိုယ့်ရဲ့ classroom မှာကိုစာသင်နေတဲ့ပုံစံလာပြီးတော့ observe လုပ်သွားရပေါ့နော် observe လုပ်ပြီးတော့သူကနေပြီးတော့စာသင်ပြီးတဲ့အခါဒါမှမဟုတ်တစ်ချိန်မှာပေါ့နော်ဘာလုပ်မလဲဆိုရင် feedback ပြန်ပြီးတော့ပေးပါလိမ့်မယ်ဒီ formal observation တကယ်လို့များကိုတန်းနဲ့ကို supervisor တယောက်ကဒီတိုင်းလာဝင်ထိုင်ပြီးကြည့်နေရဆိုရင်ကိုကပုံမပြတ်ဆက်ပြီးတော့စာသင်နေအောင်ပဲပေါ့နော်ခလေးတွေကို green လောက်ခိုင်းတာတော့ပါတော့ဒါမလို့အပ်ပါဘူးကိုဘာမှမပြောဆိုရင်ကိုကဆက်ပြီးတော့ပဲကိုတင်နေကြအတိုင်းပဲဆက်တင်အောင်ပဲဒါကလည်းရေးကြည့်ရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ mood မပြတ်သွားဖို့ခလေးနဲ့ engagement မပြောက်သွားဖို့အတွက်ဒီချိန်မှာအရင်ရေးကြည့်တယ်အဲ့တော့ formal observation ပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ဒီ principal ကနေပဲပြကို feedback ပေးလိုက်မယ်ဘာတွေဘယ်ချက်တွေကတော့အရင်ကောင်းနေပေါ့နော်ဒီချင်းလောက်သွားတဲ့အခါမှာဘယ်ဟာတွေသဘောကျတယ်နောက်တစ်ခါတကယ်လို့များသူက area for improvement ကိုထပ်ပြီးတော့လေ့လာရမယ်ထပ်ပြီးတော့တိုးတက်အောင်လုပ်ရမယ်ချက်တွေရှိရဆိုရင်လည်းသူကနေပြီးတော့အဲ့နေရာမှာဒီကောင်းမှုအတွက်ကိုပေါ့နော်ဘာလုပ်ပေးမလဲဆိုရင်အကြံဉာဏ်ပေးပါလိမ့်မယ်နောက်တချို့အကြောင်းတွေမှာကျတော့ရှိတာကဘာလဲဆိုရင် peer observation လည်းရှိပါတယ် peer observation ကကျတော့ကိုကနေပြီးတော့တခြား teacher ကိုသွားပြီးတော့ observe လုပ်တယ်နောက်တခြား teacher ကနေပြီးတော့ကိုလာပြီးတော့ observe လုပ်ချင်တယ်ဆိုရင်လာပြီးတော့သူတို့ကနေပြီးတော့ appointment ယူပြီးတော့ကိုစာတင်တဲ့ပုံစံ observe လုပ်လို့ရတာပေါ့နော်ဒါပေမဲ့သူတို့က found ဖြစ်ရတယ်ပေါ့ဘယ်လို found ဖြစ်ရလဲဆိုရင်ဥပမာကိုကသွားပြီး observe လုပ်တယ်ဆိုရင်ဒီ teacher သင်တဲ့ဒီ classroom မှာဆိုလို့ရှိရင်ဘယ်လိုအချက်တွေတော့ကိုကသဘောကျတယ်ပေါ့နော်ဘယ်ဟာတွေတော့ကိုကသင်ယူလိုက်ရတယ်ကိုအနေနဲ့ဘာတွေ improvement လုပ်ချင်တယ်ပေါ့နောက်တစ်ချက်ကကြတော့ကိုဒီတစ်ခေါက် observation လုပ်လိုက်တဲ့ပြင်မှာနောက်ထပ်ကိုမသိလိုက်ရပဲနဲ့ထပ်သိချင်တဲ့အကြောင်းအရာတွေဘာတွေရှိသေးလဲပေါ့နော်ဒီလိုမျိုးreflective writing ပုံစံမျိုးနဲ့ကိုကပြန်ပြီးတော့ report ရေးပေးရမျိုးတွေရှိရပေါ့ဒါကြတော့ semester တစ်ခုမှာအခုဆိုရင်ဒီ peer observation နဲ့ formal observation အကြောင်းပေါ့နော်ပြီးတော့နောက်တစ်ခုပါရှိသေးလဲဆိုရင် PTC meeting လို့ခေါ်တယ် parents teacher meeting ရှိပါတယ်ဒါကြတော့ semester တစ်ခုစီမှာကိုယ့်ရဲ့ကလေးကကျောင်းမှာဘာတွေကိုလေ့လာထားတယ်okay ပြီးတော့ဘယ်လို subject တွေဘယ်လို language တွေမှာပေါ့နော်နောက်တစ်ခုကသူလေ့လာနေတဲ့ဟာတွေမှာမူတည်ပြီးတော့ဘာတွေကတော့ progress ဖြစ်သွားတယ် okay ကလေးရဲ့ဒီ improvement ပေါ့နော် improvement နဲ့ပတ်သက်ပြီးတော့ကိုကအကြံဉာဏ်ပေးချင်တာပဲဖြစ်ဖြစ်မိဘရဲ့ support လိုတာဖြစ်ဒါတွေကြတော့ meeting မှာကိုကတခါတယ် discuss လုပ်လို့ရတယ်ဒါပေမဲ့အရေးကြီးတာကကိုအနေနဲ့ student learning evidence တွေရှိတာပို့လို့တယ်ပေါ့နော်အကြောင်းမှာကလေးတွေရေးထားတဲ့writing တွေနောက်တစ်ခုကကြတော့သူတို့လုပ်ထားတဲ့ project မျိုးတွေဒီ teamwork တွေဒါလေးတွေက evidence အနေနဲ့ပြပြီးတော့ရှင်းပြရဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တချို့ PTC meeting တွေမှာဆိုလို့ရှိရင်ကလေးတွေပါ invite လုပ်ပြီးတော့ကလေးတွေကိုရှင်းပြခိုင်းလို့ရတယ်ဒါကြတော့ parents နဲ့တွေ့တဲ့ PTC meeting မျိုးစားပေါ့နော်နောက်တစ်ခုကကြတော့ဒီ second semester ပေါ့ဒုတိယ semester မပြီးခင်မှာကြတော့ဘာလုပ်လဲဆိုရင်ကိုကနောက်နှစ်မှာထပ်ပြီးတော့ပေါ့နော်ကိုက contract ထပ်တိုးမယ်ဆိုရင်ဒီကိုရဲ့ principal နဲ့တူ performance appraisal လုပ်ဖို့လိုအပ်ပါတယ်ကိုရဲ့ principal ကနေပြီးတော့ကိုနဲ့တွေ့ပြီးတော့သူရဲ့ဒီperformance appraisal review လုပ်ထားတဲ့ဟာကိုရှင်းပြမယ်ဘယ်အချက်တွေတော့ဘယ်လောက်ထိသူ satisfy ဖြစ်တယ်ပေါ့နော်ဘယ်ဟာတွေတော့ကိုအနေနဲ့ improve လုပ်ရမယ်ဒီ teaching career မှာ professionalဒီ growth area အနေနဲ့တော့ဘာမျိုးတွေထပ်ပြီးလေ့လာဖို့လိုအပ်တယ်ပေါ့နော်ဒါကြတော့ဒီ appraisal လုပ်တဲ့အခါမှာသူကနေပြီးရှင်းပြတယ်နောက်ပြီးရဲ့အခါကျနောက်ထပ် contract ထပ်တိုးရဆိုရင်1 year တချို့ကျောင်းလေးဆိုရင်သဘောကျဆို2 year contract တစ်ခါတိုးထားမျိုးရှိရပေါ့နော်ပြီးရဲ့အခါမှာ salary increment ကအဲ့အချိန်မှာသူတို့ပြောရပေါ့နော် salary increment နေနဲ့နောက်တစ်နှစ်အတွက်ကိုဘယ်လောက် percentage တိုးမယ်ဆိုတဲ့ဟာမျိုးတွေကြတော့ဒီကျတော့ academic year မပြီးခင် second semester ထဲမှာ performance appraisal review လုပ်ရတဲ့ meeting မျိုးတွေရှိတတ်ပါတယ်ဒါကတော့ကို academic year တစ်လျှောက်မှာ teacher အနေနဲ့လုပ်ရတဲ့ဒီappraisal ပိုင်းနေနောက်တစ်ခါကျ meeting တွေ
ပြီးခါကျတော့ observation ပေါ့နော်ဒါ performance နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကို sharing လုပ်ပေးသွားတာဖြစ်ပါတယ်။မိချင်တာလေးရှင်လေအောက်မှာမိချလို့ရပါတယ်။